မြန်လန်းမှာ6ချားဖွယ်ရာညတညာအပိုင်းနှစ်ကားခေါင်မိုးပေါ်ကတောက်ဆိုရဲကုတ်ချစ်တန်တွေဟာကိုအောင်ရဲ့နားစီကိုဖောက်ထွက်မတဲ့6ချားစီပါတယ်ဆန်ရူဖ်မန်ချက်ရဲ့တစ်ဖက်မှာတော့သွေးတွေပေးချနေတဲ့မျက်နှာကြီးကကိုအောင်ကိုစိုက်ကြည့်နေပြီးသူမရဲ့ရှေလျားရဲ့လက်သေးတွေနဲ့မှန်ကိုအတင်းခွာဖို့ကြိုးစားနေတယ်လို့ပဲတစ်ကားထဲကတိုက်ပွဲဖះကဲတော့မူပါကိုအောင်ပါဇက်ကဖះစာရီအသေးအတန်ရွတ်နေပေမဲ့ကြောက်စိတ်ကြောင့်အာကောင်တွေ6ကတ်နေပါတယ်အဲ့ဒီအချိန်မှာပဲကားအနောက်ခန်းကနေဟိတ်ခနဲ့ရဲတန်တစ်ခုထော်လာတယ်ကိုအောင်မှန်တဲကနေသစင်ကြည့်လိုက်တဲ့အခါစောကအရေးမဲကြီးဟာပုံစံပေါ်လာပြီးအမျိုးသမီးတယောက်ရဲ့ကိုယ်တည်းဖြစ်နေတာကိုတွေ့လိုက်ရတယ်သူမဟာခေါင်းကိုဘေးဆောင်ပြီးကိုအောင်ကိုပြုံးပြနေပါတယ်သူမရဲ့လက်အေးဆက်ဆက်ကြီးကကိုအောင်ရဲ့ပခုံးပေါ်ကိုတဖြည်းဖြည်းချင်းတက်လာတဲ့အခါမှာတော့ကိုအောင်ဘာကိုမှမစင်စားနိုင်တော့ပဲကားတကားကိုဖွင့်ပြီးအပြင်ကိုဝုန်းကနေပြေးထွက်လိုက်ပါတော့တယ်နှစ်အမောင်ထုတဲကလိုက်လံခြင်းအပြင်မှာတော့မြူတွေကပိုဆိုင်နေပြီးလမ်းမကြီးဟာအဆုံးမရှိသလိုရှေ့လားနေပါတယ်ကိုအောင်လမ်းမကြီးအတိုင်းအသေးအတန်ပြေးနေတော့အနောက်ကနေဝေါကနေလေတိုးတန်လိုမျိုးကြားလိုက်ရတယ်လက်ကြည့်လိုက်တော့စောကအမျိုးသမီးဟာမြေပြင်ကနေတပေးလောက်ကြွပြီးသူ့နောက်ကိုလေဟုန်စီးသလိုလိုက်လာနေတယ်မင်းပဲပြေးငါးစီကမလွတ်ပါဘူးအတန်ကနားထဲမှာဟိန်းထွက်နေပေမဲ့ပတ်ဝန်းကျင်မှာတော့တိတ်ဆိတ်လို့နေပါတယ်ကိုအောင်ပြေးရင်းနဲ့လမ်းဘေးကလျိုတဲကိုချော်လဲကျသွားပါတယ်၃မမျော်လင့်ထားတဲ့ကဲတိန်ရှင်လျိုထဲမှာဒဏ်ရာတွေနဲ့လဲနေတော့အဝဲကနေကားမီးရောင်တစ်ခုကိုတွေ့လိုက်ရတယ်ကိုအောင်အားယူပြီးလမ်းပေါ်ပြန်တောက်ဖို့ကြိုးစားပေမဲ့ခြေထောက်ကလှုပ်မရတော့ဘူးအဲ့ဒီအချိန်မှာပဲအဖြူရောင်ဝစ်စုံတဲ့အမျိုးသမီးကကိုအောင်ရှေ့မှာတဲ့ရက်လိုက်ပြီးသူမရဲ့ဖြူဖြောနေတဲ့လက်တွေကိုကိုအောင်လဲပင်းစီဆန်တန်းလိုက်ပါတယ်ဂျိန်းရုတ်တရက်ဆိုးသလို